အမေစုနေကစကားဆိုရင်ရောဘာဖြစ်မလဲ အမေဒါပဲနားထားမလဲဆိုနှိကောင်ပေါ်တင်နားလိုက် မဟုတ်အမေများနေရောက်တော့မှမဟုတ်လို့ချစ်တယ်လို့ပြောမလို့ သမီးကိုချစ်လားလို့ ဒီမှာဖုန်းထဲမှာတော့မှတ်ထားတယ် မှတ်လား ဒီမှာ ဒီပြ ဒီလက် ပြဟာတယ်လားအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့လာမယ့်10ရက်နေ့မှာကြာရောက်မယ်အမေများနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ menu light အသက်အမခံနေပြီးတော့အမေနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကိုမေးသွားပြီးတော့လက်ဆောင်လေးတွေပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဘသူတွေကအမေတွေကိုဘယ်လောက်ထိချစ်ပြီးတော့ဘာတွေဖြစ်သွားမလဲဘယ်လိုမှတ်တရရှိလာမလဲဆိုတာကိုအားလုံးပဲစောင့်ကြည့်ပေးကြပါအောင်နော် ဒီလာ3စိတ်တွေရမ်းများတာပဲပတ်စံစုအောင် စောထားပြရှိကို စောထားပြပြခိုင်းတာ ငါဘက်တီကြလို့ရှိရင်မအိတ်သေးဘူးလားဖုန်းသုံးနေတော့လားအိတ်တော့ဆိုပြီးအဲ့လိုမျိုးအမြဲစုတယ် တစီတကူဟိုတွေ့လို့ကောက်သိမ်းမေးမလို့ဟာကြီးကိုအမေဒါပဲနားထားမလဲဆိုနှိကောင်ပေါ်တင်နားလိုက် တကူဆိုရင်ကိုကအဲ့လိုမျိုးနောက်ကြတက်လို့လေအဲ့လိုဆိုရင်နေပြန်မလာသေးဘူးလားလို့ပါလို့အဲ့လိုမျိုးစူတာလေပေါ့ဒီမှာဖုန်းထဲမှာတော့မှတ်ထားတယ် မှတ်လား ဒီမှာ ဒီပြ ဒီလက် ပြဟာတယ်လား ပစ္စည်းပါပြောက်လို့ရှိရင်အမေရှာပေးပါအောင်လို့ပြောရင်ငါလာလို့တွေ့ရင်တို့လုံမတော့ဆို အဲ့ပြောနေကြပါ ပြောနေကြ သိပါရဲ့ရှင် ဟုတ်ပြီ မသိဘူးပြောပြတယ် မပြောပြ မပြောပြဘူးဗျ မပြောပြဘူးအရင်ချစ်တယ်လို့ ညောချလာ မမီရောချစ်လား အော်ဘယ်ချစ်တာဝါသမီးချစ်တော့ ပြောတာပဲနော်သမီးကိုချစ်လားလို့ အဲ့တော့တော့တော့ချစ်တာပေါ့ ဟာမေရွက်လည်းချစ်တယ်နော်မေရွက်လည်းချစ်တယ်နော် မေမဟုတ်အမေများနေရောက်တော့မှမဟုတ်လို့ချစ်တယ်လို့ပြောမလို့ ချစ်တာပေါ့ချစ်လို့တော့ဘယ်ကဘုရားကြီးရမလို့စဉ်းစားနေတာ အပွားနော် ချစ်လားလို့မင်း ဘာဖြစ်လို့လဲ မေးကြည့်ရ အမလေးတိတိကျကျနဲ့ဘာလို့လို့လဲ ရှေ့ပါမင်းလည်း အော်ပုံမွေးရတာသမီးကိုကမချစ်ပန်းနေ ဟာဒါပဲနော်မင်းဟောချစ်တယ်နော်မင်းဟုတ် မမီရော ဟယ်လိုမမချလာပြီ ပြေချစ်လား ချစ်တာပေါ့သမီးရချစ်ပဲ အပြေလည်းချစ်တယ်လို့ မမဒါသားကိုချစ်လား ဟမ် ဒါသားကိုချစ်လားလို့ အာလေမချစ်ပဲလေအမေမွေးတာချစ်တာပေါ့ ဒါလည်းကိုချစ်တယ်နော် သိပါရဲ့ဟုတ် ဝင်တာမှာဒါမှခါတော့သိတယ်ဟုတ်ကြားဘူးလေ အတိရ ဟောမသိသေးဘူးကြာ ဟုတ်တည်ရဲ့ရှင် သိတယ် ကြားဘူးတယ် ကြားဘူးလေဟုတ်ကျေးဇူးတင်ပါတယ် တွေ့တယ်ပါ အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျင်လို့လိုက်မယ်လို့မျှော်လင့်ပါတယ်ရှင်မန်နူလိုက်အသက်အမခံဖိုတိုကုလေးရဆိုလို့ရှိရင်အမေများနေချီမြမပလာဇာပထမတက်မှာရှိနေမှာမို့လို့အားလုံးပဲလာရောက်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်